အထူးဈေးလေးလေးအုပ်ရွေးပေးထားပါလိမ့်တယ်ဒီနေ့အတွက်အထူးဈေးလေးကတော့လေပြန်ကောက်ရင်တော့မရတဲ့ဈေးနဲ့အထူးဈေးလေးလုပ်ပေးထားပါတယ်လေးအုပ်ပါနော်ဒါလေးတွေကအခုရောင်းတဲ့ဈေးထက်ကိုမှပြန်ကောက်နေရပါတယ်နော်ဒါကတော့တက်ကန်းလောကထဲမှာပြန်ရှာချင်းသိပါတယ်ဒါလေးကပန်းရောင်လေးပေါ့နော်ပန်းရောင်လေးကိုမှတကယ်ကိုမင်္ဂလာပန်းဆူလေးနှင်းစီပန်း sorry ရေမွေးနှင်းစီပန်းရောင်လေးနော်သူကလိတ်ကိုအဆန်ခွဲလေးနဲ့ဒီလိုဒူးနာစိတ်ကလေးပါသူကလေးခိုက်ခွဲကြော်ပါတယ်အုပ်ကလေးပေါ့နော်အဲ့ဒါကိုကျွန်မကလေလုံးဝပြန်ကောက်ရင်တော့မရတဲ့ဈေးလေးနဲ့ဒီလထဲမှာအထူးဈေးလေးပေါ့နော် shop ပေးထားမယ်ဒါလေးက3,900နဲ့ယူပါနော်လေးခိုက်ခွဲကြော်ပါတယ်ခိုက်တွေကခိုက်ကြီးကြီးလေးနဲ့ one set ကိုလုံးပြည့်ရဲ့လူကောင်းကောင်းချိုးလို့ရတယ်လို့ပွားလို့ချင်းလဲပွားယူလို့ရတဲ့အထည်လေးပါနော်ဒါလေးဆိုရင်ပန်းရောင်လေးပေါ့နော်ပန်းကလေးကိုမှရင်မွေးနီးစင်လိုပဲပန်းဆိုးလေးအရန်လာလေးပေါ့နော်ဒါလေးကြိုက်တယ်ဆိုနံပါတ်၄က40နဲ့မှ3ပါအဲ့ဒီဒီဇိုင်းလေးကနောက်ထပ်တစ်ယောင်ရှိပါတယ်เนาะနောက်ထပ်တစ်ယောင်ရှိပါတယ်အနက်ကလေးပါလုံးဝ dark series လေးဖြစ်ပြီးတော့ပန်းချီကလည်းညွညွမှိုင်းလေးနဲ့လှတာမျိုးလေးပေါ့เนาะဒါလေးလည်းပဲဒါလေးကလည်းအတူတူပဲเนาะဒါလေးလည်းဈေးအတူတူပါပဲဒါအနက်ခံလေးအနက်ကလေးဒီလိုလေးပေါ့เนาะဒါလေးကနံပါတ်က40နဲ့4သူက2ရောင်ရှိ2ရောင်ရမယ်เนาะအဲ့ရောင်လေးလိုချင်လဲဆိုဒီထည်လေးကတော့တစ်ထည်ပဲပါပါတယ်ဒီဟာလေးကခရမ်းရောင်လေးပေါ့နော်ပန်းခရမ်းရောင်လေးပါလိပ်ပုံစံလေးကတေးသေးလေးနဲ့ချစ်စရာလေးပြီးတော့အဆန်ကွဲလေးကိုတပင်လေးခက်ကလေးပါဒါကတော့ one set အုပ်ကလေးဖြစ်ပါတယ်နော်၄ကြိုက်ခွဲကြော်ပါတယ်အုပ်မဟုတ်ဘူး one set 3ကြိုက်ခွဲကြော်ပါတယ်အုပ်ကလေးပါဒီလိုခရမ်းရောင်လေးပေါ့နော်ပန်းခရမ်းရောင်လေးပါနံပါတ်40နဲ့5လေးပါရှင်နောက်တစ်ထည်လေးကကြတော့အရန်လာတဲ့ဘူထန်းလေးကိုမှစိမ့်ဝါရောင်လေးပါသူလည်းပဝါအုပ်ပါတဲ့အထည်ပါနော်သူလည်းပဝါအုပ်ပါပြီးတော့အရောင်ရမ်းကိုဆိုပြီးတော့ပွဲလန်းကာလာလေးနဲ့အဆင်ပြေတယ်လက်ဆောင်ပေးရင်လည်းလှတယ်ဒါလေးတွေကနော်အဲ့တော့ထည်ဒီမဟုတ်ပါဘူးနော်ဒီရောင်လေးပါဒါလေးကနံပါတ်40နဲ့6ပါเนาะဒီအထည်ကအထည်ကြိုက်တာယူပါ3,900နဲ့ပဲ shop ပေးထားပါလို့ရှင်အထူးဈေးလေးဖြစ်တဲ့အတွက်ကြောင့်အထည်လေးတွေမချိန်ပေးပါနဲ့ရှင်အထည်လေးတွေကိုမှားခြင်းနဲ့ဆိုရင်လိပ်စာဖုန်းလေးအရင်ဆုံး CP မှာဆက်သွယ်အားပေးလို့ရပါတယ်ကျေးဇူးပါ